Ye mother in my chabane, the yow pure. Ha, oh, my dear, hey, so ha. Ye never my job, you. Slam can never appear of you. That the air she does what she. A bones and you with she. Hello, and I job. General 10 night. Tia may lule. The pure General Sana. 10 night may so ye. Says San ye young sure. Uzaye ribe. Sasa yiswa bale. Now the car, Ninja Yure Suraga, the Soya Nella, Chinumena. I lay definition luring the Luchu. Now the Kua, Hello Muxelare Chinchero. Chino, she's a let dweme. Tama Mumchino, Lumio, Silo Mulua, and Madame. Usually this is a blue seal of ya. Bar to see you. Blue loa. It don't tell you. You know, I ain't anything normally. People losing not all since Asia. Oh, there. Well, not to be Surade. They are my Masino. People be Surin Cheliga. And the binding to separate people. The sub, how people I think you know, do not. The case of Lutudiawa, Diva, Hazy brought loaded as a new home. Mane. I look behind below. Open the pet, sin pijamana, open the pet, ballet, tinting shop pamela. Eddie, shop down some person, which no G block. Che sul piano, sulle ponsagnone, lo abbiamo lo mio piede. Ma ne? E lo mio, lo abbiamo lo mio piede, di lo mio taglia. A me la hinambro, toia me, sulle lo mio piede, sulle usano più. Di mascire, io da un handicap pepe, per cialugi di pepe. E di ponte amico, a me cintong hava, no. Però sarà pippore mi usava però cendi si yung le sulle usava si yung isura kabama kebai du myo dang ga lui gre si yung si lo nai cha ba a phu dia le khong khe ba le tro chin chin ma si yung nai ba a me di le thu ni la kong be ka la na ran si di le thu ni la kong be si yung isura kabama lu ta ji atwe khit so be lu ta ma so a ro si yung ji le lo ba le su deလူမျိုးကဘာပုံမှမပေါ်သေးဘူးအခက်ခဲမျိုးစုံကြားကနေသူတို့ရဲ့အမျိုးသားအကျိုးစီးပွားအတွက်လောက်ရမယ်ဆိုတဲ့တန်တိထန်ချပြီးတော့အဲ့ဒီပုံမှာပဲညှိနှိုင်းအပေးယူအရှော့အတင်းလုပ်ပြီးတော့လုပ်ရတဲ့လူမျိုးဖြစ်တယ်အဲ့ဒီလိုလေးပဲခွန်ဒီလိုပါလားကျွန်တော်စီးရုံမယ်ဆိုစီးရုံကြီးလုပ်ဖို့ပေါ့ကျွန်တော်စီးရုံကြီးလုပ်မယ်ဆိုရင်ဘာအတွက်နဲ့စီးရုံရမလဲဟုတ်ပြီဆိုဘာအတွက်နဲ့ဆိုကျွန်တော်ဒီမဲဆွေပွဲမှာစီးရုံရေးလုပ်မယ်ဆိုမဲရရှေ့ဖို့အတွက်စီးရုံတော့အခုက CNF နေနဲ့ကျွန်တော်ချင်းစီးရုံကြမယ်ဆိုရင်ဘာအတွက်နဲ့စီးရုံလဲမိသားစုဆွေးနွေးပွဲလို့ကျွန်တော်ပြောနေတာကျွန်တော်ကြားစရာဆိုတော့ထိုင်ပြီးတော့စာမတင်ပြခဲ့ဘူးလေတင်ပြစရာရှိရင်ပြောစရာရှိထားပြီးတော့ပြောမှအားရတာအဲ့ဒါလေးတွေတစ်ချက်ထိုင်ပြီးတော့ဆွေးနွေးတာကသူတို့မိသားစုဆိုင်ထားပြီးတော့လောက်တာကတော့ဟိုခုနကကျွန်တော်ပြောသလိုပါလီမန်မှာဆွေးနွေးတယ်လို့တရားရုံးရှိမှမှာဆွေးနွေးတယ်အဲ့တော့ဒီလိုနဲ့ပဲကျွန်တော်တို့ဆွေးနွေးရအောင်အဘတို့လည်းထိုင်ရင်းနဲ့လည်းဆွေးနွေးလို့ရအောင်ဟိုကချက်လေးနော်ဒီစကားကျွန်တော်ထွက်လာတယ်ထင်လို့ဟိုကမပြည့်တဲ့တရားကျွန်တော်လူကြီးတွေပြောပါလိမ့်မယ်ခုနသမရဦးသိန်းစိန်ကနောက်ဒီဦးအောင်မင်းကနေပြီးတော့2014နှစ်မတိုင်ခင်မှာပင်လုံနီလာခံတဲ့သူနီလာခိုင်းလုပ်မယ်သူကျင်ရသွားတယ်အဲ့ဒါနဲ့အတူကျွန်တော်တို့တိုင်းသားတွေအားလုံးလက်နက်ကင်ပေါ့နော်ဒီလက်နက်ကင်တွေအားလုံးနောက်တိုင်းသားတဲ့ civil society အားလုံးအားရတွေကိုခေါ်ပြီးတော့ကျွန်တော်တို့ညီလာခံပြီးအရင်14 15 16 3ရက်တိုင်တော့လုပ်ဖို့ထိုင်တယ်အမှကျွန်တော်တို့အားရတွေကိုမူပေါင်းချပြီးတော့ကျွန်တော်တို့ဘယ်နေရာမှာတိုင်းသားတွေကတူညီပြီးတော့ဘယ်လိုတိုင်းသားကိုစားနဲ့အဲ့တမရဦးသိန်းစိန်အဲ့ညီလာခံ2014မတိုင်ခင်ပြည်လုံးသားကဲ့သို့ဆိုတာဟာကျွန်တော်တို့တင်မယ်ဆိုတာ
အချက်လေးတွေကျွန်တော်တို့သဘောတူချက်6ချက်ရခဲ့အဲ့ဒါပြင်ပါထိုနည်းတစ်ကောင်ပြည်တွင်းမှာကျွန်တော်တို့လုံးဖို့ရှိရှိသူကခေါ်အဲ့ဒီသူကတိုင်းပြည်လို့မခေါ်ခင်မှာကျွန်တော်တို့ကခုနကျွန်တော်ပြောချင်းတမျိုးသားလုံးတွေကျွန်တော်တို့ဘာလို့ချင်းတယ်အဲ့လူချင်းနဲ့ပင်လုံးနဲ့ကျွန်တော်တို့ရဲ့ပင်လုံးခဲအတွက်တော့မိလာခံမှာခုကျွန်တော်တို့ပြောနေတဲ့ချင်းနေရဲ့အရေးကိုဘယ်လိုစုစည်းပြီးတော့အမြန်ဆုံးတင်နိုင်ကြမလဲဆိုတဲ့ဟာကိုကျွန်တော်တို့စီယုံကြီးအဲ့ဒီဟာလေးဒူညီတဲ့အတန်လေးထွက်ဖို့อ่ะအဲ့ဒါလေးကိုကျွန်တော်တို့လုပ်ချင်တယ်အဲ့တော့တွားတင်ပို့တချို့တိုင်းသားတွေကရှင်းပြောရကျွန်တော်တို့တဲ့နိုင်ငံရေးအရာရှိကြကြတော့သူတို့အတွက်တော့တော်တော်လေးကောင်းတယ်ကျွန်တော်တို့လည်းဟိုလေစင်တဲ့ဘက်တော်တော်အားနေပါတယ်ဒီပြည်တွင်းအတွက်နော်အဲ့ဒါလေးကျွန်တော်တို့ပြောဆိုခွင့်အခြေအနေရပါဒီစီအာနာစင်စနစ်ကျော်ကျွန်တော်တို့ဒီရွာလေးတကွန်းဆန်းပြောတာလို့အခုကနေစပြီးကျွန်တော်တို့မြို့ပေါ်မှာချင်းနေရှိတဲ့ဒီပြည်တော်စုမြန်မာနိုင်ငံရေးတွေမှာကြိုက်တယ်လို့ public consultation public တွေနဲ့စကားပြောခွင့်အခွင့်အရေးကျွန်တော်လက်မှတ်ရေးထိုးတော့သူကခွင့်ပြုပြီအဲ့ဒီခွင့်ပြုတဲ့ကာလလေးမှာခုနကျွန်တော်တို့တိုင်းသားတွေကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားတွေအားလုံးမတိုင်ခင်မှာကျွန်တော်ချင်းနေရဲ့စုစည်းရဲ့အတန်လေးကျွန်တော်တို့အဲ့ဒါလုပ်ချင်တာဖြစ်ပါတယ်အဲ့ဒါတွေကိုအခုကျွန်တော်တို့ကအများမလုပ်ရင်နှစ်ကအခုမိုးရာဒီကုန်ပြီလာတော့မြန်အမှကျွန်တော်တို့မြန်မာနိုင်ငံတော့ကျွန်တော်အရှိုးချင်းပဲလက်ပေါ်အောင်ဒီမင်းတပ်ကံပလက်ဒီကလေးလေးကြီးအားလုံးဒီချင်းနေအတန်ကြီးကိုဒါဖြစ်ပါတယ်ဆိုတော့ဟာကျွန်တော်ကမိသားခါမှာတွားတင်ပြဖို့အဲ့ဒါလေးစူးစီးဆိုကျွန်တော်ဆိုလို့ရှိဖြစ်အဲ့လောက်နဲ့ဆိုရမလားမသိဘူးကျွန်တော်ဒါဖြစ်ချင်တယ်ဆိုတာဘာလို့ဆိုတာအဲ့ညီလာခါမှာတင်သွင်းတဲ့ကျွန်တော်တို့ရဲ့လိုချင်တဲ့နိုင်ငံရေးလေးကိုအမျိုးသားရေးကျွန်တော်တို့ကဘာလိုချင်တယ်ဆိုတာသိပြီးတော့ဗာတင်ပြမလဲဆိုတာလိုက်မိမယ်လေသူအားလိုက်မိပြီးတော့တူနေတဲ့အရာကိုတင်ပြတယ်ကျွန်တော်တင်ပြစရာတခုလို့ရှိတယ်တခုရှိမယ်ဆိုရင် independent on တခုပေါ့နော်ဆိုရင်လေဒီလိုအားလုံးဟာသဘောတူကြပါတယ်စူတဲ့ဥစ္စာမဟုတ်လားဟုတ်တယ်အဲ့ဒါပဲကျွန်တော်တို့ကြည့်ဟုတ်တယ်အဲ့ဒါလေးအဲ့ဆိုအဲ့ဒါကြတော့အခုကျွန်တော်ကျိုးလို့တအကောင်ပါဟုတ်တယ်လာကွန်တော့လာကွန်တော့အခုကြတော့ဖြည်းဖြည်းချင်းမှတော့ကျွန်တော်တို့ကြောက်လာသလားအဲ့ဆိုတော့ကျွန်တော်တို့ခုနပြောသလိုရှင်းနေပြီပဲရှင်းနေပြီဆိုတော့ကျွန်တော်ချင်းလူမျိုးတွေအားလုံးစိတ်တူကိုတူသဘောတူဆိုတာဖြစ်လက်မှတ်ထိုးနိုင်မှုဒါပဲဟုတ်တယ်အဲ့ဆိုမှတမရေးကြည့်ပါတယ်ပင်လုံညီလာခံကဲ့သို့တော့အဲ့စကလုံးကပင်လုံညီလာခံကဲ့သို့တော့ဆိုတဲ့စကလုံးကပင်လုံမှာတရန်သားတွေစုစည်းပြီးအစည်းအဝေးလုပ်ပေးတာလေဒါကဲ့သို့ပဲမသိချသေးပါဘူးမသိချသေးဘာလို့အခု definition လုပ်နေလေသူတို့ independent လို့ federal ဆိုတာဘာလဲဆိုတာ definition တရင်စာထဲမှာလာအဲ့ကောင်ကြီးလာကြတဲ့နောက်ဆက်တွေ့လာမယ်ဆိုတာဒါမြန်မာနိုင်ငံရဲ့ view ဟာကြီးဆိုတော့အဲ့ဒါကြီးကကျွန်တော်တို့တွက်ထားပြီးသားပါအဲ့တော့ကျွန်တော်အဲ့ဒီကိစ္စမှာကျွန်တော်တိုင်းရင်းသားချင်းတိုင်းရင်းသားအားလုံးစိတ်တူကူတူဖြစ်ဖို့ဆိုတာအမှန်တမ်းအရေးကြီးတဲ့ကိစ္စတစ်ခုပါကျွန်တော်တို့ဖျားကောင်းကြည့်ပြီးရင်နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နှစ်အဲ့လိုဖြစ်နိုင်ဖို့အတွက်အခုကကျွန်တော်တို့ကဒီမှာဒီကိုယ်စားလှယ်တွေလက်ရှိပါလိမ့်မယ်ကျွန်တော်စီးယူလုပ်ငန်းမှာဘယ်လိုစီးယူလုပ်ကြတယ်လဲဆိုတော့ဟာဒီ CNF ကိုထောက်ခံခြင်းအဖြစ်ခင်ဗျားတို့ကိုဖွင့်ဖြိုးရေးပေးမယ်ဘာပေးမယ်ဘာလုပ်ပေးမယ်ဆိုတော့အနှစ်သာရမဟုတ်ဘူးကလေးတယောက်ကိုတရားလုံးပေးတာနဲ့ဖိုင်ဟိုသွားပါဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်တကယ်အနှစ်သာရကြတော့ကျွန်တော်တို့ကဘာမှမပေးနိုင်တော့ညာလဲလူမျိုးအတွက်စီလုံးကြရအောင်ဆိုတဲ့ဥစ္စာကတကယ်အနှစ်သာရဖြစ်တယ်အဲ့ဆိုတော့ဒီလိုအနှစ်သာရရနိုင်ဘူးအတွက်လက်ရှိအနေထားမှာအနှစ်သာရမပါသေးဘူးဟောဒီဘက်မှာသဘောတူနေပြီဒါဒီလိုလုပ်ရင်ဒီလိုဖြစ်ပါပဲထောက်ခံလိုက်ပြီဟောနောက်တစ်ယောက်လဲခင်ဗျားတို့အဲ့ဒါထောက်ခံဓာတ်ထက်ကောင်းတာတခုရှိရဆိုရင်ပြန်ပါဝါမှာပဲအဲ့လိုဖြစ်တဲ့အတွက်ကြောင့်ဖြစ်နိုင်ရင်တော့ဒီခုနဝီခိုင်ပြောသွားတယ်လို့ပေါ့ဒီဆက်ဆံရေးရုံးဖွင့်တာကကျွန်တော် definition တခုတောင်းလိုက်ပါတယ်ဒီဆက်ဆံရေးရုံးဖွင့်ခြင်းအားဖြင့်စီယုံရဲ့အတွက်ဆိုရင်ဘယ်လိုစီယုံရမလဲဘယ်လိုလုပ်ရမလဲ
နောက်တစ်ခါဘလူးအရင်ကလိုပဲဖြစ်သွားမလိမ့်မလားဆိုတော့လေးမလားလေးမဆိုဆိုရင်စီကတားကြည့်ပါတယ်အဲ့တော့ဖြစ်နိုင်ရင်တော့ဘာကောင်းဆုံးလဲဆိုတော့ထိုင်မှာခုနကပြောထိုင်မှာကျွန်တော်ပြောတဲ့လူပဲထားမယ်ပြောချင်တာများနေပြီတဲ့နဲ့ကျွန်တော်ရှိအဲ့လိုဖြစ်နေတဲ့ချက်ကြတော့အားလုံးကလက်ကမ်းပေးနိုင်မယ်ဆိုရင်တကယ်စီယုံကြီးလုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာစီယုံကြီးရဲ့ကြားတဲ့ပုံကိုယ်ကြီးဟာကျွန်တော်တို့နောက်မှာအားလုံးပါလာမယ်လို့တော့မဆိုတော့ပါဘူးတော့ဒီနေ့ခဏရောက်ရှိလာတဲ့ပုံကိုယ်ကြီးဟာအမှန်တကယ်စိတ်တူကိုယ်တူလုပ်မယ်ဆိုတော့ဒီမြုပ်နေ80ရာခိုင်နှုန်း90ရာခိုင်နှုန်းလို့စိုးမိုးနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့ဒီနေ့ request လုပ်ချင်တာကအဲ့လိုမျိုးတကယ်တမ်းစိတ်ရင်းနဲ့ကျွန်တော်တမျိုးသားလူစီးယုံကြရအောင်ဆိုတဲ့စိတ်ရှိရင်တော့ဒီမြုပ်နေအတွက်ပြုပြင်ပြောင်းလဲမှုတစ်ခုလုပ်ပါလိမ့်မယ်ဘယ်သူတွေဦးတည်ပြီးတော့လုပ်တယ်လေအဲ့နာဒီမြုပ်ပေါ်မှာဘယ်သူတွေအဖြစ်ကျွန်တော်ညှိနှိုင်းရင်ကောင်းမလဲဆိုတော့သူလူထုအနေနဲ့ကန့်ကွက်တယ်ဆိုတာလက်တော်အခြေအနေကျွန်တော်ကန့်ကွက်ကြပါတယ်ဒါဒီလိုစိတ်တူကူတူလောက်ကြမယ်ဆိုဘာကန့်ကွက်စရာလို့လဲမလို့တော့ဘူးအဲ့ဒါကြောင့်ဖြစ်နိုင်ရင်ခုနပြောသလိုဆက်ဆံရေးရုံးကဒီတကယ်စီယုံရေးစိတ်ရင်းအပါဝင်တော့ဒီမဲ့လုံးမပါတဲ့စိတ်ရင်းပါတဲ့စီယုံရေးလောက်ကြမယ်ဆိုရင်တော့ခဏလေးနောက်ဆုတ်ပေးကြပါတော့နောက်မဆုတ်နိုင်ဘူးဆိုရင်လည်းဒါကျွန်တော်တို့ဘက်ကတော့မတက်နိုင်ဘူးတကယ်စိတ်ရင်းစေတနာညီကိုစိတ်မောင်နှမစိတ်ရှိတယ်ဆိုရင်တော့လုပ်ပေးနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘာလို့အသက်ကြီးတဲ့လူကိုကိုအကိုရင်းလို့သဘောထားပြီးအသက်ငယ်လေးတဲ့လူကိုရေရင်းလို့သဘောထားမယ်ဆိုရင်သူ့ရဲ့စန္ဒသည်ဘာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ပြန်လဲပြီးတော့ဖြည့်စည်းရင်ပို့ပြီးတော့ထိရောက်လိမ့်မယ်တကယ်စီးယုံကြီးကတော့ပိုရလိမ့်မယ်စစ်မှန်သောညီကိုစိတ်စစ်မှန်သောအမျိုးသားစိတ်ကကျွန်တော်တို့စီမှာရောက်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်ကျွန်တော်ရဲ့ definition တစ်ခုမှာစစ်ဆန်ရေးယုံမဖွင့်ဘူးဆိုရင်ဘာများခက်ခဲရှိနေလို့လဲနောက်တစ်ခုကဒီစစ်ဆိုင်ရုံးဖွင့်ခြင်းအပြင်ဂျာမာမဖြစ်ထက်ကြပြီလေဖြစ်ကောင်းဖြစ်နိုင်တာမို့လို့အဲ့လိုမျိုးလေးတွေခဏလေးဖယ်ထားပြီးတော့ပြန်မတွေ့တော့ဘူးမို့ဖယ်လိုက်တာနဲ့ကျွန်တော်တို့ခဏပြန်တွေ့ဖို့ကိုရည်ကြည့်ဆိုတော့ဒီလူကြီးပိုင်းမလာနိုင်တဲ့တရားဦးစလဲပိုင်းအနေနဲ့ခဏကျွန်တော်တို့နဲ့ထိတွေ့ဖို့ဒါဆိုရင်ကျွန်တော်ညီကူစိတ်ပို့ပြီးတော့ကျူးထောက်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ရဲ့တာမန်ယုံကြည်ချက်ပါစိတ်ထဲရင်ထဲကနေယုံကြည်ချက်ပါအများကြီးကျေးဇူးတင်ပါတယ်တော့တာပါပဲတော့ဆက်ဆံရေးရုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုအရင်ဆုံးတယ်လာတော့ပေါ့ဘာမှပြောစရာမရှိသေးပြောဖို့မရှိသေးပါဘူးဆိုတော့ဟုတ်တယ်ကျေးဇူးများကြီးတင်တယ်ဒီဆက်ဆံရေးရုံးနဲ့ပတ်သက်ပြီးတော့ဒီဟာဆရာထောင်ပေးဖေးဒီဟာကျွန်တော်တို့ကိုကြည့်ဖေးခင်ဗျားတို့တောင်းဆိုရတယ်ကျွန်တော်နားလေပါတယ်ဆိုတော့ဒီဆက်ဆံရေးဖွင့်ရုံးကျွန်တော်တို့ဒီအခုဘယ်လိုခေါ်မလဲချက်ချင်းကျွန်တော်တို့ပေါ့နော်ဖွင့်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမီမလွဲဖို့တော့ဒီကကျွန်တော်တို့လောက်ဖို့ကိုင်ဖက်တွေပေါ့အမီမလွဲဖို့ကျွန်တော်တောင်းပါချင်ပါတယ်။ဘာလို့ဆိုကျွန်တော်တို့တို့က force pay လို့မဟုတ်ပါဘူး။ကျွန်တော်တို့ကအခုကျွန်တော်တို့ရဲ့ဟိုစီမံကိန်းအရာပေါ့နော်ဒီနိုဝင်ဘာလနဲ့ဒီဇင်ဘာပြီးတော့ဇန်နဝါရီပေါ်စတဲ့ပြင်ပေါ့ကျွန်တော်တို့ဒီဇင်ဘာလမှာကျွန်တော်ပထမပတ်မှာပြီးထောင်စုအဆင့်ကျွန်တော်တို့ဒုတိယအကြိမ်ဆွေးနွေးဖို့ရှိတယ်။အဲ့မတိုင်ခင်ကျွန်တော်တို့public consultation ကျွန်တော်လုပ်ဖို့ရှိတယ်။public consultation ကလည်းအမှန်ကျွန်တော်တို့ရဲ့သဘောတူညီထားတဲ့အချက်မှတစ်ချက်ပါဝင်ဖြစ်တယ်။နော်ပြည်သူတွေရဲ့နဲ့အခုလိုပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ဥစ္စာတွေကိုကျွန်တော်ဆွေးနွေးဖို့အဲ့ဒါတွေကျွန်တော်တို့လုပ်ဖို့ရှိတယ်။အဲ့လိုလုပ်တဲ့နေရာမှာ public consultation ကကျွန်တော်တို့ရှင်းတဲ့တစ်ခုထဲနဲ့လုပ်လို့မရဘူး။လုပ်ရင်လည်းအတိုင်းအတာတစ်ခုထိတော့ကျွန်တော်လုပ်ချင်လုပ်နိုင်တယ်။ဒါပေမဲ့ဒီ public consultation ကကျွန်တော်တို့တမျိုးသားလုံးရဲ့ပါဝင်မှုကိုကျွန်တော်တို့ရှိစေချင်တယ်။အဲ့ဒီဆိုတော့ကျွန်တော်တို့public consultation တွေလည်းလုပ်ဖို့ရှိလာတယ်ဆိုတော့
အဲ့ဒါတွေ organize လုပ်ဖို့လဲကျွန်တော်တို့အဖွဲ့အစည်းလေးတွေဖွဲ့ဖို့လိုလာတယ်အဲ့ဒါမျိုးတွေဖွဲ့ဖို့လိုလာတဲ့ခါကျရင်လည်းကျွန်တော်တို့ရုံးတွေကလည်းရှိဖို့လိုလာတယ်အဲ့ဒီအခြေအနေတောင်းဆိုချက်အရာကျွန်တော်တို့ဒီနေ့ရုံးကိုဖွင့်လာရခြင်းဖြစ်ပါတယ်ဒါတော့ဒီ license ရုံးကျွန်တော်တို့ဖွင့်ရတဲ့အချက်ကကျွန်တော်တို့အဓိက6ချက်ရှိတယ်ပထမအချက်နဲ့ပြင်ကျွန်တော်တို့ပြည်နယ်အဆင့်နဲ့ပြည်ထောင်စုအဆင့်မှာကျွန်တော်တို့ဆွေးနွေးပြီးတော့သဘောတူညီထားတဲ့အချက်တွေကိုကျွန်တော်တို့ထိန်းသိမ်းပြီးတော့ကာကွယ်ဖို့ပေါ့နော်အကောင်အထည်ဖို့ဆိုပြီးတော့ကျွန်တော်တို့နိုင်စင်ယူပြရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့နံပါတ်1အဲ့မှာရှိတယ်ပြီးတော့အစိုးရအစီအစဉ်နဲ့ကျွန်တော်တို့အပိခရဆက်ထားတာအဖွဲ့အကြားဆက်ဆံရေးပြီးပြချောမွဲအောင်ကျွန်တော်တို့ကျိုးပန်းလောက်ဆောင်ဖို့ပေါ့နော်ဆိုတော့အစိုးရအစီအစဉ်ဆိုတာလူကြီးမင်းတို့အားလုံးနားလည်ပါတယ်နော်ဘဟုအစိုးရရှိတယ်ပြည်နယ်အစိုးရရှိတယ်ခရိုင်အစိုးရရှိတယ်မြို့နယ်ကျေးရွာအုပ်စုစသဖြင့်ပေါ့အဲ့ဒါတွေနဲ့ကျွန်တော်တို့ကြားမှာဆက်ဆံရေးပြီးအောင်ကျွန်တော်တို့လှုပ်ဆောင်ဖို့ရှိတယ်ပြီးတော့နံပါတ်3မှာနှစ်ဖက်ကြားပေါ့နော်စီးဆိုင်ရာကိစ္စနဲ့ပတ်သက်ပြီးတော့အချင်းချင်းအများဆုံးညှိနှိုင်းဆောင်ရွက်ဖို့အဲ့ဒါလေးပြီးတော့နံပါတ်4မှာလူသားချင်းစာနာထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများကျွန်တော်တို့ဖြစ်နိုင်ရင်တော့ကျွန်တော်ဒီ license ရုံးတွေကနေတစ်ဆင့်ကျွန်တော်တို့လှုပ်ဆောင်ဖို့ရှိတယ်ဘာလို့ကျွန်တော်တို့ဗမာပြည်ပြောင်းလဲလာပြီဆိုတော့နိုင်ငံတကာအစိုးရတွေရောပြီးတော့အစိုးရမဟုတ်တဲ့ NGO တွေရောဗမာပြည်ဝင်ဖို့တော်တော်လေးစိတ်ဝင်စားကြတယ်နော်ဒါအမဲ့လုံးပေးတာပေါ့ပြီးတော့နံပါတ်5မှာတော့ငင်းချမ်းရေးပေါ်ဆောင်မှုကိုပုံမူခိုင်ပါစေရန်အတွက်အထောက်အကူပြုမိဆွဲရင်ပြင်တည်ကြီးပေါ့နော်။ဥပမာဒီနေ့ကျွန်တော်ချင်းနေမှာလိုအပ်တာအမှန်ပဲ။Federal ဆိုတာပါတယ်။ကျွန်တော်တို့ Federal နာမည်ပဲတည်တယ်နော်။ Federal ကဘယ်လိုဖွဲ့စည်းတယ်။တနိုင်ငံနဲ့တိုင်းနိုင်ငံမတူကြဘူး။အဲ့ဒါတွေကအစလူခွင့်အမျိုးသမီးအခွင့်အလောက်သမားအခွင့်နော်ဒီမိုကရေစီကိုပိုင်ပြဋ္ဌာန်းခွင့်ဖွဲ့စည်းပုံကအစအဲ့ဒါလည်းကျွန်တော်ပြည်သူဒီထဲမှာပညာပေးဖို့လိုတယ်အဲ့ဒီဆက်ဆံရေးယုံကနေတခြင်းအဲ့ဒီပညာပေးလောင်းကနေကိုကျွန်တော်တို့လောက်ဆောင်ဖို့လိုလာတယ်နော်ပြီးတော့နံပါတ်6မှာတော့ပြည်သူတွေရဲ့လိုလားချက်အခက်အခဲတွေကိုတင်ပြတဲ့နေရာဖြစ်စေရသူတို့လောက်ပေးနိုင်တာမလောက်ပေးနိုင်တာတော့တက္ကနာပေါ့နော်ဒါမဲ့အတက်နိုင်ဆိုတော့ကြိုးစားပြီးတော့လောက်ပေးရမယ်ပြီးတော့သူတို့မလောက်ပေးနိုင်တာရှိရင်ကျွန်တော်တို့အရှင်းရှင်းကျွန်တော်တို့အထက်ရှိတယ်အရှင်းရှင်းကျွန်တော်တို့အကောင့်ထဲပေါ်ဖို့ကျွန်တော်ကြိုးစားဖို့ရှိတယ်အဲ့ဒါမျိုးကျွန်တော်ဆက်ဆံရေးရုံဖွင့်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြီးတော့အဲ့ဒါဘယ်လိုခေါ်လဲဆက်ဆံရေးရုံနဲ့ပတ်သက်ပြီးတော့တော့ခုနဆရာမေရာဥစားဆရာသံပြီးမေရာဥစားနဲ့ခြုံတလားမသိဘူးဟုတ်ကဲ့ချောပါနဲ့ဆိုတော့ကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်တို့ခုနကျွန်တော်မတရားရေးနဲ့ကျွန်တော်နည်းနည်းပြန်ရှင်းပြချင်တာပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ငင်းချမ်းရေးသွားတဲ့အချိန်မှာကျွန်တော်တို့ငင်းချမ်းရေးဖြစ်စဉ်ပေါ့နော် peace process နဲ့ပတ်သက်ပြီးတော့အစိုးရမှာလည်းသူ့ရဲ့ process ရှိတယ်ပြီးတော့ကျွန်တော်တိုင်းသားတွေမှာလည်းကျွန်တော် process ရှိတယ်ဥပမာအစိုးရကသူ့ရဲ့ process ကမေလ3ရက်နေ့မှာသူကကြေညာထားတယ်ကြေညာထားတော့သူကအဆင့်3ဆင့်ခွဲထားတယ်နော်ပထမအဆင့်တော့ပြည်နယ်အဆင့်နဲ့လုပ်ဖို့အခုကျွန်တော်တို့လုပ်နေတဲ့အရာပြီးတော့ဒုတိယအဆင့်မှာတော့ပြည်ထောင်စုအဆင့်ဆိုပြီးတော့သူကတတ်မှတ်တယ်အချက်10ချက်ပါလာတယ်နော်အချက်10ချက်ကကျွန်တော်တို့ဖြစ်နိုင်ရင်နောက်ပိုင်းကျွန်တော်တို့ license ရုံးကနေတစ်ဆင့်ပုံနှိပ်ပြီးတော့ပြည်သူတွေကိုလည်းကျွန်တော်တို့လိုအရင်ဖြတ်10ချက်ထဲမှာနံပါတ်10ချက်နံပါတ်2အဆင့်မှာအဆင့်နဲ့ပတ်သက်ပြီးတော့နံပါတ်1မှာတော့ပြည်ထောင်စုအတွင်းအမေအတူတူကနေထိုင်ရမယ်နော်ဒါကတော့အားလုံးသိတာပေါ့ခွဲထုတ်ခွင့်တော့အားလုံးမရှိနိုင်ဘူးပေါ့ရေတော့ကတော့ရှိတာပေါ့နော်ဒါဆိုအစိုးရလောက်လာတဲ့ခါကျတော့ပြည်ထောင်စုအတွင်းမှာအမေအတူတူကနေထိုင်ရမယ်ဆိုပြီးတော့နံပါတ်1မှာပါတယ်ပြီးတော့ပြည်ထောင်စုမပြိုကွဲရေးတိုင်းသားစီလုံးငင်းကောင်းမပြိုကွဲရေးအချုပ်ချာအနာတီတန်းခိုင်မေးအဲ့ဒါကိုလည်းခံရမယ်နော်နံပါတ်3စီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုဥပဒေနဲ့ညီနှုန်းနှစ်ဖက်လောက်ဆောင်ရမယ်ပြီးတော့နံပါတ်4မှာမူရေးစေဝါကိုကျွန်တော်အတူတူတိုက်ဖြစ်ရမယ်နံပါတ်5မှာတော့ပါတီထူထောင်ပြီးတော့ရွေးကွက်ပွဲဝင်ရမယ်နော်ခ
ခုနကျွန်တော်ရှင်းပြပြီးပြီရှင်ထဲမှာ policy မရှိဘူးပြည်သူတွေနဲ့ပဲကျွန်တော်တို့လူချင်းဥစ္စာကိုအရာယူသွားမယ်အဲ့ဒါရှင်တဲ့ policy ပြီးတော့နံပါတ်6မှာဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်ခံပြီးတော့ပြင်ဆင်လူသည့်ကိစ္စများရှိပါကအများသဘောတူညီချက်အရာအများသဘောတူညီစာနာအရာကျွန်တော်ပြင်ဆင်ရမယ်ပြီးတော့နံပါတ်9မှာတော့ထာဝရငင်းချမ်းရဲ့အတွက်ဥပဒေပေါ်အောင်ပြီးတော့ပြီးပန်ဝင်ပြီးတော့နော်တန်းတူနေထိုင်သွားလာစားတော့ရှာပါခွင့်ရှိရမယ်နံပါတ်10မှာတော့ဟောပေါ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တခုတည်းတော့တတ်မှတ်တော့ထူထောင်မှုကြောကျူပိုင်းရမယ်ဆိုပြီးတော့နံပါတ်ပြီးထောင်စုအစီအငင်းချမ်းရေးပေါ်ဆောင်မှုနဲ့ပတ်သက်ပြီးတော့အချက်စစ်ချက်ကိုသူချမှတ်ထားတယ်ပြီးတော့ပြီးထောင်စုနံပါတ်အဆင့်3မှာတော့ပြီးထောင်စုလွှတ်တော်အတွင်းကျွန်တော်တို့တိုင်းသားအားလုံးပါဝင်ဆွေးနွေးပြီးထာဝရငင်းချမ်းရဲ့အတွက်ကျွန်တော်လက်မှတ်ရေးထိုးရမယ်ဆိုပြီးတော့သူ့ရဲ့ peace process တွားချင်ရလာတယ်ဒါပေမဲ့တိုင်းသားတွေရဲ့စဉ်းစားချက်နဲ့ကွာတယ်တိုင်းသားတွေကတော့အရှင်းဆုံးပြောရရင်တော့လက်နက်ကင်တော်လှန်ရေးအားစုတွေအပါအဝင်နိုင်ငံရေးပါတီများအမျိုးသမီးများပြီးတော့ civil society များပေါ့နော်အားလုံးပါဝင်ပြီးတော့ကျွန်တော်တို့ပြည်ထောင်စုထူထောင်တဲ့အခါမှာကျွန်တော်တို့ရဲ့ယက်တီချက်ကဘာဖြစ်ရလဲဆိုတာနော် political frame ပေါ့နော်political frame ကိုကျွန်တော်တို့ချမှတ်ဖို့ပထမအဆင့်ကျွန်တော်တိုင်းရင်းသားထဲမှာလောက်ရမယ်ဆိုတော့တိုင်းရင်းသားထဲတစ်ခုလုံးမှာကျွန်တော်ချင်းနေထဲမှာလောက်ရမယ်ကချင်နေလည်းတို့တတ်လောက်ရမယ်ရှမ်းနေလည်းထူနေလည်းပေါ့တတ်လောက်ရမယ်နံပါတ်1မှာပထမချက်ပါကြီးအနေနဲ့တို့ပြောထားတာတော့ပြည်ထောင်စုအစိုးရကိုယ်စားလှယ်များနဲ့တိုင်းသားလက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းများစုစည်းထားသောကိုယ်စားလှယ်များအကြားဆွေးနွေး၍တွဲဆုံဆွေးနွေးရေးဆိုင်ရာမူပေါင်းသဘောထားခုနပြောတဲ့ political framework ပေါ့ပြည်ထောင်စုထူထောင်တဲ့အခါထူထောင်ဖို့ကျွန်တော်ဆွေးနွေးတဲ့အခါဒီအချက်တွေကိုကျွန်တော်အခြေခံပြီးတော့ဆွေးနွေးရမယ်ဆိုကျွန်တော်ရှာရမယ်နံပါတ်1နံပါတ်2ကကြီးခါခွဲမှာတော့ထူသူဆွေးနွေးတဲ့နေရာနှစ်ဘက်ကနေလက်ခံနိုင်တဲ့နေရာမှာကျွန်တော်ဆွေးနွေးရမယ်ဒီနေ့အခက်ခဲကပါတယ်တချို့ဖွဲ့စည်းတွေကနိုင်ငံဟိုတာတိယနိုင်ငံပေါ့နော်ဒါမှဒုတိယနိုင်ငံအဲ့ဒါမျိုးမှာဆွေးနွေးချင်တယ်ဒါအစိုးရလည်းမခံပြည်တွင်းမှာပဲဆွေးနွေးချင်တယ်နော်တချို့လူတွေခေါင်းမှာပြီးတော့ပြည်တွင်းမှာပဲအပြင်ဘက်မှာပဲဆွေးနွေးချင်တယ်ဒါကြောင့်ကျွန်တော်တို့ပိုင်းဆွေးနွေးတဲ့အခါနှစ်ဘက်လက်ခံနိုင်တဲ့နေရာမှာကျွန်တော်ဆွေးနွေးပြီးတော့ကာကြီးကာကွယ်ကငယ်မှာကျွန်တော်တို့ဆွေးနွေးပြီးတော့သဘောတူညီထားတဲ့အချက်တွေအကောင်အထည်ဖော်နေရမှာကျွန်တော်တို့နိုင်ငံတကာလေ့လာဆောင်ကြည့်ရအဖွဲ့ကျွန်တော်တို့ထားစီရမယ်နော်ပြီးတော့ကျွန်တော်တို့သဘောတူညီချက်တွေနှစ်ဖွဲ့အစိုးရနဲ့တော်လှန်ရေးအဖွဲ့ကပူးတွဲပြီးတော့ပြည်သူထံတို့ကျွန်တော်တို့အတီးပေးရမယ်တစ်ဖွဲ့ကပဲထုတ်ပြန်ပြီးတော့ကြံတစ်ဖွဲ့ကမထုတ်ပြန်မဲနဲ့ထားတာမျိုးမဖြစ်ရဘူး transparency ရှိရမယ်ပြီးတော့နံပါတ်3ခုနနံပါတ်2နံပါတ်3မှာတော့အစိုးရနဲ့လက်နက်ကင်တိုင်းသားတော်လှန်ရေးအားစုများကြားတွဲဆုံဆွေးနွေးရေးဆိုင်ရာမူပေါင်းသဘောထားပေါ့နော်ခုနပြောတဲ့framework political framework ပေါ့အဲ့ဒါတွေကိုကျွန်တော်တို့သဘောတူညီချက်ရရှိပြီးပြည်နယ်နဲ့တိုင်းအလိုက်တော်လကောင်းလူမျိုးအလိုက်တော်လကောင်းတိုင်းသားတို့ခုနကျွန်တော်အစိုးရနဲ့နော်အစိုးရနဲ့တော်လှန်ရေးအဖွဲ့အစည်းများဆွေးနွေးပြီးတော့ကဲဒီအခြေခံနေပေါ်မှာကျွန်တော်တို့နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုတော့ framework တွေပေါ့အဲ့ဒါတွေကိုကျွန်တော်တို့ပြည်နယ်အလိုက်ဒါမှမဟုတ်လူမျိုးအလိုက်ကျွန်တော်တို့ညီလာခံကျင်းပပြီးတော့အချင်းချင်းကြားထဲမှာတော့ရှင်းပြရအောင်ပြီးတော့နံပါတ်4မှာတော့တနိုင်ငံလုံးအတိုင်းအတာဖြင့်တိုင်းရင်းသားများ၏တိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များပြီးတော့နိုင်ငံရေးပါတီများကိုယ်စားလှယ်များပြီးတော့အမျိုးသမီးနဲ့လူငယ်အဖွဲ့အစည်းများအပါအဝင် civil society တွေပေါ့နော်အဲ့ဒါတွေအပါဝင်အားလုံးပါဝင်ပြီးမှအသိပညာရှင်အတတ်ပညာရှင်ကအစအဲ့ဒါတွေပါဝင်ပြီးမှပြည်လုံကဲတော့ညီလာခံတဲ့ကိုကျွန်တော်ကျင်းပါမယ်အဲ့မှာဆိုလိုတာရှင်တဲ့တစ်ဖွဲ့တည်းရမယ်ဆိုတာမရှိဘူးနိုင်ငံရေးပါတီတွေလည်းခင်ဗျားတို့ပါရမယ်တတိပညာရှင်တွေလည်းပါရမယ်အမျိုးသမီးတွေလူငယ်ဖွဲ့စည်းတွေ civil society တွေကျွန်တော်တို့ရှိတယ်အဲ့ဒါတွေအားလုံးပါဝင်ပြီးတော့လွမ်းချုံတဲ့အမျိုးသားညီလာခံကျွန်တော်တို့ပြည်လုံကဲတော့ညီလာခံမျိုးပေါ့နော်အဲ့ဒါမျိုးကိုကျင်းပရမယ်ဆိုပြီးတော့ကျွန်တော်တို့ပါစီထားတယ်တိုင်းသားတွေရဲ့ peace process ထဲမှာပေါ့နော်
ဆိုတော့အဲ့ဒါအကြောင်းခုနကျွန်တော်တို့ရဲ့ဆူစီမှုကိုပဲလို့ဒီဆောက်ရမယ်ဆိုတဲ့နေရာမှာအားလုံးပါတီတစ်ခုထဲမှာနေပြီးတော့နော် one uniform ပုံစံ uniformity ဖြစ်ဖို့မလို့နော်ကျွန်တော်တို့ကဘာ federal ထူထောင်တဲ့ခါဘာဖြစ်စေချင်တယ်လဲဘေးအခြေခံချက်တွေကိုကျွန်တော်တို့လက်ဆောက်လက်ကင်ပြုတ်မှာလေအဲ့ဒါဒီပေါ်မှာကျွန်တော်တို့သဘောတူလို့လေနော် federal ဆိုရင်ဒီမှာဒေါက်တာတို့နော်ကပူတို့အများကြီးသိတယ်သူတို့နော်ဒီမှာလူကြီးတွေတစ်ခုနဲ့တစ်ခုမတူနိုင်ငံရဲ့အခြေအနေကကွဲပြားကြတယ်ထိုနည်းလို့ကျွန်တော်တို့ချင်းတွေရဲ့အနေအထားအရဘေးချက်တွေကိုကျွန်တော်တို့သဘောတူရရမယ်ဘေးချက်တွေကိုကျွန်တော်အခြေခံရမယ်အဲ့ဒီအပေါ်မှာကျွန်တော်တို့က uniform မတူရင်လည်းသဘောတူချက်ရက်တီချက်ကတူနေရမယ်အဲ့ဒါအဓိကဖြစ်တယ်ကျွန်တော် uniform ဖြစ်ဖို့မလို့နော်အားလုံးကစစ်သားဝတ်စုံဝတ်ရမလို့ကျွန်တော်လူချင်းရဟာတခုတည်းဖြစ်တော်ပြီတို့တစ်ဖွဲ့ကတမျိုးကိုတစ်ခွဲတမျိုးပုံစံမျိုးမဟုတ်ပဲဆိုတော့အဲ့ဒါကျွန်တော်တို့ရဲ့စူးစီးမှုကိုတည်ဆောက်နေတယ်အဲ့လိုတောင်းတည်ဆောက်မယ်ဆိုရင်တော့လုံလောက်တယ်လို့ကျွန်တော်တို့ကတော့ယူဆတယ်ဆိုတော့အဲ့လိုပဲကျေးဇူးပဲရှင်ညပိုင်းဆိုတဲ့ခါကျတော့နည်းနည်းကျွန်တော်တို့ချင်းတွေလောက်တဲ့နေဆိုရတဲ့ထားတော့တယ်လို့ဖြစ်တဲ့ခါကျတော့နည်းနည်းညကြာတော့လို့ရှင်တော့နည်းပြင်ပန်းကောပြင်ပန်းတယ်ဒီမှာထိုင်တဲ့အမကြီးတွေကိုကြီးတွေကအဲ့ဒီမောပေါင်းပေါင်းနိုင်တဲ့အကြောင်းကျွန်တော်အစကပြောသလိုပေါ့ကျွန်တော်တို့ဒီလိုမိဘလူကြီးတွေနဲ့ထိတွေ့တာက20တွင်းမှာပထမကျင်တယ်ဒီတိတိမကောက်ဟာကားလေးတခါမှမတွေ့သေးဘူးဆလမ်လေးမတွေ့သေးဘူးနောက်ပြီးတော့ထိုင်လာမတူပီဒီလေးမတွေ့သေးဘူးဟိုကဟိုနဲ့အစိုးရနဲ့တွေ့တဲ့ခါမှာအပိခရဆေးကြီးဆွေးနွေးဖို့တွားတဲ့ခါမှာပဲအဲ့ဒီတွားရင်းနဲ့ဟာကားနဲ့မတူပီကိုဒီလိုမျိုးတွေ့ရှုခွင့်တွားရတာဖြစ်တယ်အဲ့တော့ကျွန်တော်ဗာပြောလို့လေဆိုလို့ရှိရင်ကျွန်တော်တို့ကအခက်ခဲမျိုးစုံကြားမှာအဖွဲ့အစည်းရက်တည်နိုင်ကြီးဆိုတာလေလုံးဝမလွယ်ဘူးအင်မရာမခဲရင်ပါဒါပေမဲ့ကျွန်တော်တို့ရဲ့အမျိုးသားကြီးတွေဒီအဖွဲ့အစည်းသားမရက်တည်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အမျိုးသားကြီးရဲ့အနာဂတ်ဟာအမောင်မဲဖြစ်မယ်ဆိုတဲ့ခံယူချက်ကပြင်းပြင်းထန်ထန်ရှိတယ်ကျွန်တော်တို့ရဲ့အနာဂတ်ကအလင်းပုတ်ဖို့အတွက်အလင်းလမ်းကလေးပွင့်ဖို့အတွက်ဒီလူမျိုးအဖွဲ့အစည်းကတော့ရှိကိုရှိရမယ်။ဘာသမိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဘယ်နိုင်ငံမဆိုဘယ်လူမျိုးမဆိုသူတို့ရဲ့လူမျိုးတစ်ခုလုံးရဲ့အခက်အခဲကိုရင်ဆိုင်ကြော်လွှားတဲ့ခါမှာဒါဒီအားလုံးဖြတ်တန်းကြရဲဆိုတာတော့ကျွန်တော်တို့အားလုံးအသိပဲဖြစ်တယ်။အဖြူဒီသမိုင်းကိုလည်းကြည့်ကြည့်အမေသမိုင်းဒီကိုလည်းကြည့်ကြည့်သူတို့ရဲ့နိုင်ငံပြုတ်ပြောင်းလဲတဲ့ခါမှာအခက်အခဲမျိုးစုံကြရတယ်ဒါဒီဖြတ်တန်းရတယ်ကျွန်တော်တို့ချင်းဒီလေပဲဒေါ်ဒီဖြစ်စေညံ့ဒီဖြစ်စေစီးရဲဒီဖြစ်စေချမ်းသာဒီဖြစ်စေဒီလူမျိုးကတော့ဖက်တမ်းရမယ်ဆိုတဲ့ပုံမှာအခက်ခဲမျိုးစုံကိုကြက်ကြက်ခံပြီးတော့အနည်းနဲ့စိတ်ကိုကျွန်တော်တို့ဖွေရှိရဲဆိုပြီးတော့အလံအလေးမခံတော့ကျွန်တော်တို့ရဲ့အမျိုးသားကြီးအလံအလေးမခံခက်ခဲမျိုးစုံကြားကလည်းထင်တင်သွားတာပဲဖြစ်ပါတယ်လူကြီးတွေမိဘပြည်သူတွေစိတ်တိုင်းကြဘာမှကျွန်တော်တို့လုပ်နိုင်တာမရှိဘူးချင်းအဖွဲ့ရှိဟာအလံမလေးပါဘူးဆိုတဲ့ဥစ္စာကိုရန်သူစီမောက်မှာပြလာပါရန်သူစီမောက်မှာချင်းဟာဒူးထောက်အငက်မခံပါဘူးမလို့ပဲစင်ရဲ့မလို့ပဲညံ့ဒီအာနာစင်ရန်သူစီမောက်မှာဒူးထောက်ပြီးတော့မညံ့ရဘူးအငက်မခံရဘူးအလံမလေးရဘူးငါတို့အသက်ရှင်သူကြီးကာလာပတ်လို့တော့အလံတော့ထောင်နေရပြီဆိုတဲ့ခံယူချက်ပုံမှာပဲဒီဖွဲ့စည်းကိုဆက်လက်ထိန်းသိမ်းသွားတာဖြစ်ပါတယ်ဒီမှာအားနေတယ်ဟိုမှာအညံ့တယ်ဟိုမှာဒီလိုဖြစ်တယ်ဆိုပြီးတော့ပြောမယ်ဆိုလို့ရှိရင်ပြောလို့မကုန်ရှိပါတယ်ပြောလို့မကုန်ရှိပါတယ်ဒီမှာကျွန်တော်တို့လာရတာဒါဒီလှုပ်လို့ဒါဒီဒေါ်လို့ဆိုပြီးတော့ပြောဖို့ကျွန်တော်တို့တစ်ဆင့်မှမရှိပါဘူး
ကျွန်တော်အချင်းချင်းပြောပြရစေကျွန်တော်တို့ချင်းဒီစီယုံကြီးတီဆောက်ဖို့အတွက်အခုကလည်းပွေစားမယ်ကိုကလည်းပွေစားမယ်ကိုကရန်သူကကျွန်တော်တို့ကိုမိဘပြည်သူတွေနဲ့တွေးဆုံဖို့ဆွေးနွေးဖို့လမ်းဖွင့်ပေးပြီရန်သူဖွင့်ပေးတဲ့လမ်းကိုကျွန်တော်တို့အသုံးချပြတော့ဒီလိုမျိုးမိဘလူကြီးတွေနဲ့စကားပြောရတော့မယ်မိဘလူကြီးတွေနဲ့အမြင်ချင်းဖလှယ်ရတော့မယ်လူရင်လူတို့တုံတုံစီမမယ်ဝန်ကြမယ်အဲ့ဒီအောက်မှာပဲကျွန်တော်တို့ကတော့ဆက်ပြီးတော့ခြေလှမ်းလှမ်းတော့မှာဖြစ်ပါတယ်အဲ့ဒီလူနဲ့လည်းမြင်စေချင်ပါတယ်ကျွန်တော်တို့20မှာဘယ်မျိုးကမှမဝင်ပြီးတော့ဒီလူမျိုးမိဘလူကြီးတွေတွေးဆုံပတာတခါမှမရှိဘူးဒီနှစ်လတစ်လအတွင်းမှာပဲရှိပါတယ်အဲအကြောင်းအခါထုံးတယ်ဆိုတဲ့ကျွန်တော်တို့ရဲ့အခုကြီးပြောစကားဟန်တော့မှန်ပဲလေကျွန်တော်တို့လူချင်းလူအကြီးတယ်မလုံနိုင်လို့တာဖြစ်ပါတယ်လုံချင်းတဲ့ဆန္ဒကတော့အင်မရန်မှပြင်းပြပါတယ်အင်းအားမဖြေလို့ငွေကြေးအဖြစ်ဟောပေါ့အကြောင်းမျိုးကြောင့်အခက်ခဲမျိုးစုံကြောင့်မလုံနိုင်တာဖြစ်ပါတယ်လွန်ခဲ့တဲ့အနှစ်20ကလေးကလည်းဒီလူမျိုးလုံချင်းကကျွန်တော်တို့ဆန္ဒအပြည့်ဖြစ်ပါတယ်အင်မရန်မှဒီလူမျိုးလုံဆက်ရထက်တန်ထားပါတယ်မလုံနိုင်ခဲ့ပါဘူးကျွန်တော်ဒီမှာဝန်ခံပါတယ်အခုတော့ရန်သူကလမ်းဖွင့်ပေးတဲ့အတွက်မိဘလူကြီးတွေနဲ့တွေ့ခွင့်ရပြီကျွန်တော်တို့အခက်ခဲမျိုးစုံကိုတင်ပြခွင့်ရပြီကျွန်တော်တို့ရဲ့ပြဿနာတောင်းချုပ်ထောင်ကိုဒီလိုပါလားဆိုတော့မိဘလူကြီးတွေနားဆွင့်ပေးပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းပေါ်လာမိဘလူကြီးတွေကကျွန်တော်တို့အကြံပေးရတော့မှာဟုတ်ဒါတည်းဒီလိုလောက်ဒီလိုမလုံးနဲ့တော့လာရတော့မယ်ဒါကိုကျွန်တော်တို့ကပြိုနေနေတာဖြစ်ပါတယ်ကျွန်တော်ကထန်တလန်ကဖြစ်ပြီးတော့ဟာထန်တလန်မှာတစ်ခါမှမလုပ်သေးဘူးတိတိမှကျွန်တော်အရင်လုပ်သေးတယ်တော့တိတိမှပဲဖြစ်ထန်တလန်မှာပဲဘယ်ချင်းပဲလောက်အချင်းမနှောင်းသေးပါဘူးကျွန်တော်တို့ရဲ့စီးလုံးကြီးမျိုးကြီးဟာအချင်းနိုင်လုံးဖို့ကျွန်တော်တို့တာဝန်ရှိတယ်နှောင်းတယ်ဆိုတော့မရှိနိုင်ဘူးဆိုတဲ့ဥစ္စာလေးကိုကျွန်တော်အမိပိုင်ကိုနေတင်ပြလိုပါတယ်နောက်ပြီးတစ်ခုစလက်ပြီးတော့တင်ပြလိုတာကကျွန်တော်တို့ရဲ့ခုနပူဒါကလည်းပြောတယ်ချင်းအမျိုးသားကြီးရဲ့လှုပ်ရှားမှုကို reform ပေါ့အသွင်ပြောင်းလဲမှုအကြီးကျယ်လုပ်ပါတယ် reform ပြုပြင်ပြောင်းလဲဖွဲ့စည်းမှုအဲ့ဒီ reform ကို2017ဒီဇင်ဘာလမှာကျွန်တော်တို့လုပ်ခဲ့ပါတယ်အဲ့လိုလုပ်ချင်းအဖြစ်ချင်းမျိုးနွေအားလုံးကိုဆုံးပြပြီကျွန်တော်တို့ဖွဲ့နေမှာချင်းအမျိုးသားရဲ့လှောက်ရှားမှုချင်းအမျိုးသားဒီရဲ့အခွင့်အရေးကိုတောင်းဆိုဖို့လုပ်နေဆိုလို့ရှိရင်တော့ချင်းဒီအနွေဆုံးရမယ်ဒေတာလေးဆုံးရမယ်အဲ့ဒီဒေတာဆုံးအနွေဆုံးပါတဲ့အစည်းအဝေးကြီးကလည်းဒါလို့ရအောင်ဆိုတဲ့ဆုံးဖြတ်ချက်ချမယ်ဒါတော့မလုပ်နဲ့ဆိုတော့ဆုံးဖြတ်ချက်ချမယ်မလုံးနဲ့ဆိုတော့ဆိုတော့မလုံးတော့ဘူးလုံးရအောင်ဆိုလို့ဆိုတော့ကျွန်တော်တို့လုံးရအောင်မယ်အဲ့လိုအနွေဆုံးနေတာဆိုဆူစီပြီးတော့ကျွန်တော်တို့ရဲ့ဥစီဥဆောင်မှုကျွန်တော်တို့ရဲ့ဖွဲ့စည်းမှုအကြီးအကျယ်ပြောင်းလဲလုပ်ပြီးပြီအရာရာတိုင်းဟာပုံသေးမရှိပါဘူးပြောင်းလဲနေကြပါလေကျွန်တော်တို့လည်းပြောင်းလဲနေပါလေအဲ့ဒီပြောင်းလဲမှုအပေါ်မှာစီဆူရလည်းကိုပြောင်းလဲလုပ်နေပြီတမလာယူတင်စင်ကပြောင်းလဲပြီလို့ပြောနေတယ်ခင်ဗျားတို့စီဆူရာကလူတမဒီပဲဆိုတော့ကျွန်တော်တို့ပုံသေးမှတ်လို့မရဘူးသူတို့ရဲ့ပြောင်းလဲနေတယ်ဆိုတဲ့အမှုပေါ်မှာကျွန်တော်တို့ကအိုးဒီလူပါလားဆိုတော့နားလည်မှုပေးပြီးတော့တွားရမယ့်အပိုင်းကြီးအများကြီးရှိတယ်အဲ့ဒါမင်းတို့ဒီဝင်းဆူရကနေဆက်တွားတဲ့အာနာစင်ဆူကတော့တိုင်းသားတစ်မျိုးလုံးကအမျိုးဖြုံးအောင်လောက်ဦးမှာပါဆိုပြီးတော့သူတို့ပြောစကားကိုတခွန်းမှနားမထုံပေးပြီလေအမိုက်ပုံထဲမှာထိပ်ပွားတယ်မဟုတ်သေးပါဘူးသူတို့ဒါပြောချင်းအဖြစ်မဆိုလို့တည်းကျွန်တော်တို့တွေ့ကောင်းရကောင်းကြောင်းသူတို့လည်းပြန်စဉ်းစားနေပြီလားဆိုတဲ့သုံးသက်ချက်လည်းကျွန်တော်တို့ဖိမှလိုလာအဲ့ဒီအပိုင်းတွေကိုဖဲဆုံတော့ဆုံပါလေကျွန်တော်တို့သုံးသက်ပြီးတော့အပေးယူလို့ပြီးတော့ဆိုတင်လို့ပြီးတော့ချီတက်ဖို့ကအမှန်မှအရေးကြီးနေတဲ့အချိန်ဖြစ်ပါတယ်အမှန်မှအရေးကြီးနေတဲ့အချိန်ကိုကျွန်တော်တို့ကြည့်ပြီးတော့အကောင်းဆုံးခြေလှမ်းနိုင်ဖို့အတွက်ဒီမှာကျွန်တော်တို့တာဝန်ကျတဲ့လူတွေလည်းအကောင်းဆုံးသူတို့လည်းကြိုးစားမယ်လောက်ခဲ့မှခဲ့မှာခဲ့တာဒီကိုလည်းမမအောင်ကျွန်တော်ကြိုးစားမယ်ကျွန်တော်မိဘလူကြီးတွေကလည်းခုနပြောသလိုပေါ့အကြံမျိုးစုံနဲ့ကျွန်တော်တို့လူရင်လူတို့ဆက်တဲ့ပြီးညှိနှိုင်းတော့မယ်အဓိကတော့
ကျွန်တော်တို့လောက်တင်မြအားလုံးဟာမိဘလူကြီးတွေနဲ့ဟင်းနိုင်နဲ့တွားမှာပါဆွေးလို့ဆိုကျွန်တော်အချင်းချင်းပြောလို့ပါတယ်နောက်ပိုင်းလဲတည်တည်မှုကျွန်တော်တို့ကိုတော့ရုံဖွင့်သွားပြီရုံဖွင့်တဲ့ခါကျတော့အဆက်ဆံရေးဖွင့်တဲ့ခါကျတော့ကိုတွေ့ခွင့်ရသွားတယ်ဒီတွေ့ခွင့်ရတာတန်ဖို့ဖျက်လို့ကိုမရအောင်ကြီးမားလာတဲ့အခွင့်အရေးကြီးဖြစ်ပါတယ်နောက်ပိုင်းလေးဒီခွင့်အရေးကြီးကကျွန်တော်တို့ရဲ့အနာဂတ်ကိုအကောင်းဖက်ကိုခေါ်ဆောင်သွားတယ်လို့ကျွန်တော်တို့ပြောနေတဲ့အကြောင်းပြောကြရင်းနဲ့ပဲကျွန်တော်ဒီပုံချုပ်ရစေ။များပြီ။အေးကြီးရတယ်မလဲ။သူစံပွဲပြီးရတဲ့ကြောင့်စရပကနေတို့တယောက်ကအပိတ်ဆိုတော့မတိုင်က။အားစုတော့วันจุงโคมีกบวยไปแล้วกันปะเทียนมวยปานางมาตอนนาสางฝานักทองนินกันนินฟ้าและนานี้ถูกชุนสิงกายฮีกามือมากันมวยปากันมีคุณและกันรำจ่าถึงฮีกาไปถึงกันอุ่นดาวนาแฮเรียน20ถึงครับฮีกามือนาไลซินออฟฟิศจ้องตามทิ้งเพียงดีมากมวยปาดูจานจานนาจงฮีกามือนามีระปานาแฮฮิตเตอินลุงขัดก็นักขัดเตะมวยปาอีหูนาต้นนักจานท่าในกันแต่จันน้ำมินทับตักกันในลมโกมวยปาประคัดเชียวกันตามทิ้งเขาในกันดูเรามวยปากันนี้กันใครกันหัดกันทิ้งเท่ากับป้อมีเกจูกันมีพุ่นและกันรำจ่าตีนของบทบาทของกันหันใครกันเลยนี่สิอาเลียมจะมีจานชุ่งกุลแรงปีสิมวยปาฮีกันเรียนตัวนางมานี่ในกันโต๊ดนางมานี่กันจางฟ้านางมานี่ลำในกันสุริเป็นตุกินอันตุอาราลายมีจานสู้จางมวยปาฮีกันมีพุ่นและกันรำจ่าเห็นเรียนกันตัวเตียนนางมาเสียมฟิบนาละกันเปดำนาละกันเปไทยงานนาละกันเปลุกขัดทาจางร้อนนักกันสีก่อนนะฮะฮีกันชิมีพูนกันดีลักเจียวจงโดปันมันลำกันช่วยล้อมวยปาได้นักเปตุปัทเทียนนสิจาลบนักเปตุปัทเทียนนสิจามวยปาฮีกันมีพุ่นและกันบังตาช่างเขาอาตุบันตุมมวยปาหมายถึงว่าลุงขัดทาจางขัดร้อนนักขัดแต่ไอชมที่เขามีนับฟ้าและปักเจียวกันสีก่อนนะฮะนางมาลีลานิลำรับคำช่วยช่างเขามีนุ่งนิควาจะข้างเขาไม่สลบตามแอปจินเตลตุจะปัทเทียนนางมาเนสีฮีนับฟ้าและกันก็ขานกันไล่เรียนักเยอะเดี๋ยวจะมากันนี้ไม่นุ่งดูนักสิลงนางมาดูนักสิรามสลบกันมีพุ่นจ่าดูนักสิรามโคเสติมีค่ะนางมาลีนางลำกันช่วยอินกันนุนนักกันจางกันใจจงเยอะเดี๋ยวนักกุศลทำบุญเดี๋ยวจะต้องคำติวซุ่มกันหากันบ่อยไปแล้วกันปัทเทียนเป็นเสียงกันลงจริงAsia, Singapore mas sudah long mà long phải làm suy nghĩ Chó xe mà lâu vào ý bình chỉ lâu gặp tua đủ mấy giờ đâu à chiếu xe nắng của nó đây điều tranh và xí máy đấy